လိုက်မှာတော့လွယ်ဆုံးပြောလေဘယ်သူနောက်လိုက်မှာတော့လွယ်ဆုံးပြောလေဘယ်သူနောက်လိုက်မှာတော့လွယ်ဆုံးပြောလေဘယ်သူနောက်လိုက်မှာတော့ရင်နာစရာအကြောင်းတစ်ခုတော့ဒီလူမဆုံးမပြတ်နိုင်တဲ့ရေးလဲပြောမပြောလဲမေးကြတယ်အတွေ့တဲ့ဘောအဆွေးလဲရောပေါ်ဟဲ့လူနိုင်ရင်သူ့ကိုပဲအိုမင်းသဘောကိုအရှင်းဆုံးမောက်ကိုပြောတော့အမိတ်ရှိပါလေမစိမ့်လဲရဲ့မရဲလဲစိတ်ပေါ်ဟဲ့အလွယ်ဆုံးပြောလို့ဘယ်သူနောက်လိုက်မှာတော့အလွယ်ဆုံးပြောလို့ဘယ်သူနောက်လိုက်မှာတော့မလောင်ခင်မှာတားမရတော့ရှောင်ကျင်ပါအောင်မပြောနိုင်နဲ့ဝေးလဲမိဝေးလဲမိဖို့ကွယ်ရွေးလဲဆုံးရွေးလဲဆုံးလာဟဲ့ဒီပြိုမဆိုရင်မိဒီအတွင်းစိတ်ကိုအရင်တိုင်းမောက်ကိုပြောတော့အမိတ်ရှိပါလေစိတ်လဲရဲ့မရဲလဲစိတ်ပေါ်ဟဲ့လွယ်ဆုံးပြောလို့ဘယ်သူနောက်လိုက်မှာတော့လွယ်ဆုံးပြောလို့ဘယ်သူနောက်လိုက်မှာတော့လွယ်ဆုံးပြောလို့ဘယ်သူနောက်လိုက်မှာတော့ဒီစမြိုင်းနေပါလေ